ဒါကတော့ဈေးကနေဝယ်လာတဲ့ဆိုင်ဝင်ကရိုးဖြစ်ပါတယ်တန်းစင်ပြီးသားငါးထဲကိုပင်းဟန်ပြရဲ့အခြေတစွန်းစားအနည်းငယ်ထည့်ပါမယ်ငရုတ်ကောင်းမှုတစ်စွန်းထည့်ပြီးတော့အားလုံးကိုတေချာလေးနေပေးရမှာဖြစ်တယ်နေထားတဲ့ငါးကို15မိနစ်ခန့်နှက်ထားပေးပါမယ်ဒီငါးကိုကြော်ဖို့အတွက် non-stick ကိုသုံးရမှာဖြစ်ပါတယ်ဒီငါးကစီအရန်များတာတကြောင်မို့စီထပ်မထည့်ပါဘူးဒီငါးကကလေးတွေလည်းအရန်ကြိုက်တာဖြစ်ပါတယ်ဒီကလေးရှိလို့ရှိရင်တော့ဒီမျိုး6လေးกินပြီးမှကျွေးမယ်ဆိုရင်တော့ကျမရဲ့အတွက်လည်းအရန်ကောင်းမွန်တာဖြစ်ပါတယ်မတုံးထားတဲ့အိုးကကတ်တာမလို့တိတ်မလှပါဘူးမိတ်ဆွေကအိုးမကတ်တဲ့အိုးထဲမှာထည့်မယ်ဆိုရင်တော့လှပပလေးဖြစ်မှာဖြစ်ပါတယ်ငါးတွေကိုတစ်ဖက်စီလှည့်ပေးပြီးတော့အယောင်ပြောင်းလာပြီးတော့6လာပြီဆိုရင်တော့စားသုံးဖို့အဆင်သင့်ဖြစ်ပါပြီနော်ဒီလိုပုံစံလေးကြော်စားကြည့်ပါကျေးဇူးအများကြီးတင်ပါတယ်နော်